အောင်ကြီးဘောကြီးမင်းငါ့ကိုလိုက်လွှင့်ထားပါတယ်ဆိုပြီးကြိုပြောတာမပြောတာအရေးမကြီးဘူးမင်းငါ့ကိုလိုက်လွှင့်ထားတဲ့အချိန်မှာဖုန်းဆက်စရာဘာဆောင်ကြောင်းမှမရှိဘူးမင်းသာလူကြီးလူကောင်းပီတာတယ်ဆိုရင်မင်းအဲ့အတိတရားရှိရမယ်နော်ငါကြားတာမကြားတာလည်းအရေးမကြီးဘူးမင်းငါမနေ့အိတ်နေတည်းကငါပြောချင်တာငါဘေးနားမှာဧည့်သည်တွေရှိတယ်လို့ငါပြောမရလို့စကားကိုထိန်းထိန်းပြီးပြောနေတာမင်းကငါဟိုဟာဖြစ်လို့လည်းမဟုတ်ဘူးမင်းကမိတ်ဆွေဖြစ်ချင်လို့လည်းစကားကိုကောင်းကောင်းမပြောနေရမဟုတ်ဘူးငါဘေးနားကမိတ်ဆွေတွေအမြင်မှာဟောငါဒီကောင်ရန်ဖြစ်နေတယ်လို့ထင်မှာဆိုလို့ငါကောင်းကောင်းမငါပြောပြီးငါဖုန်းကိုငါချလိုက်တာမင်းကငါနောက်နေ့ဖုန်းဆက်ရင်လည်းငါပြောဖို့ရှင်းရှင်းလေးပဲအဲ့အကြောင်းပဲပြောတာခင်ဗျားဘာလို့ကြုတ်ကိုလိုက်လွှင့်နေတဲ့အချိန်မှာဖုန်းဆက်တာလဲဆိုတဲ့အကြောင်းပဲငါပြောမှာနော်ဒါရှင်းရှင်းလေးမင်းစီကငါဖုန်းမဆက်ရသေးတာပဲရှိတာပြီးတော့မင်းက respect ရှိရှိနဲ့ငါမနေ့ရထိငါမင်းက respect ရှိရှိနဲ့ငါမင်းစကားပြောနေရနော်မင်းဖုန်းဆက်လာတော့မှဟယ်လိုအဘပြောပါညာကောင်းမွန်ငါပြောတယ်နော်အဲ့တော့မင်းဘက်ကနေပြီးဖြဲတယ်လို့ရဲတယ်လို့စကားလာလုပ်နေတာအေးအောင်မင်းကစေတနာရှိလို့ပြောနေတာမဟုတ်ဘူးမင်းကိုမင်းအတိဆုံးမင်းကိုမင်းအတိဆုံးကွာအေးအောင်မင်းကကုံချမ်းရှားနေတယ်ကုံချမ်းကုံပြီးတော့ဗာစောက်ယူစကားလာမပြောနဲ့မင်းကအရင် attention လာရှာတာမင်းတို့ကောင်မျိုးတွေမင်းတို့လိုအဲ့လို streamer တွေနဲ့လည်းငါစောက်စကားမများချင်ဘူးဘာလို့လဲတိလားအဲ့လိုစောက်ကလေးနဲ့လက်ပိန်းတုံးကလေးတွေဘာမှစဉ်းစားဉာဏ်မရှိတဲ့ကလေးတွေလာဆဲလုံးလို့နော်ငါမင်းတို့ streamer တွေနဲ့ငါစကားကိုမပြောချင်တာအဲ့ကြောင့် streamer အကြောင်းထဲ့ကိုမပြောတာမင်းကလာပြီးငါ့ကိုလာပြီးတော့အဲ့လိုမျိုးလိုတောက်ဖြုတ်တို့လိုဘာလိုလုံနေတာဘေးလူတွေရောက်အသက်ပြည့်ပြီးသားလူတွေအားလုံးသိတယ်မင်းလုံနေတဲ့အလုပ်ကွက်တွေကမင်းကတော့တောက်ဖြုတ်နေဆိုတာမင်းလည်းအသိဆုံးနော်အဲ့ရောက်မင်းစကားကောင်းကောင်းမပြောချင်မင်းကဖုန်းဆက်လို့ရတယ်ပြီးရင်မင်းစကားတွေကိုမင်းထိန်းပြောလို့ရတဲ့စကားတွေရှိတယ်မင်းအခုကဒီဘာသာရေးကိုငါပဲမီးမွေးနေတယ်ဆိုတဲ့ပုံစံနဲ့မင်းပြောနေတာမနေ့ကမင်းကမင်းနဲ့ငါတဲ့စကားများပြီးနောက်ပိုင်းမှာပြောတဲ့စကားတွေမင်းအားလုံးမင်းရှင်တွေကစကားတွေမင်းပေါ်လာတာမင်းတွေ့လားမင်းအရှိမမင်းနဲ့ငါတဲ့ရံမဖြစ်ပြီးတော့မင်းကငါ့ကိုစေတနာနဲ့သတိပေးသလိုပါလို့နဲ့မင်းရောကျိတ်နေတာမင်းနဲ့ငါရံဖြစ်ပြီးတော့မှမင်းကအမှမင်းရှင်တွေကစကားတွေပေါ်လာတာမင်းလှုပ်ချင်တဲ့ဟာတွေမင်းပြောချင်တဲ့ဟာတွေမင်းအမှအကုန်ပြောလာတာနော်မင်းစကားတွေကိုမင်းဘာအုံနောက်မှတိတ်စဉ်းစားဉာဏ်မရှိတဲ့ကလေးတွေပဲယုံရင်ယုံမယ်ပြီးတော့အခုချိန်မှာငါ့ကိုမုန်းနေတဲ့မွတ်စလင်တွေကတော့မင်းဘက်ကိုရောက်ရင်ကြောက်သွားမယ်ငါလည်းမင်းတို့ဒီစကားပြောတာဒီ line ဝစကားမင်းနဲ့မင်းအကြောင်းပြောတာနောက်ဆုံးပဲဘာလို့လဲသိလားမင်းနဲ့ငါနဲ့ဘာမှစကားပြောစရာအကြောင်းမရှိဘူးမင်းရန်ကုန်လာမယ်မလားရောက်အောင်လာခဲ့ပါမင်းတို့ရန်ကုန်အမြဲတမ်းလည်းရောက်ပါတယ်မင်းတို့အလုပ်ကိစ္စတွေနဲ့ဟုတ်လားရောက်ရင်ဖုန်းဆက်လိုက်မင်းငါဖုန်းနံပါတ်လည်းသိနေပြီငါမင်းတို့တည်းမှာငါဖက်နဲ့တစ်တရံဝယ်ထားတယ်အစ်စ်နော်မင်းတို့ဖက်နဲ့တစ်တရံဝယ်ထားတယ်ကြားလားမင်းငါ့ကိုဖုန်းဆက်ဖြစ်အောင်ဆက်နော်နေုံစကားပြောတာကြံသွားလို့မင်းအကြောင်းဆက်မပြောတော့ဘူးဆိုတာမင်းကိုကြောက်လို့လည်းမဟုတ်ကျွတ်လို့လည်းမဟုတ်ဘူးရမင်းအကြောင်းမင်းသိတယ်မင်းအတန်းရှင်းရှာတဲ့အကွက်ကြီးကိုမင်းသိတယ်နော်ဆွေမာရီနဲ့ဟိုကလည်းမင်းဟောဖြစ်နေတဲ့အချိန်မှာမင်းကလေးတွေကြိုက်လိုက်ပြောပြီးတော့မင်းကလေးဖန်တွေကိုမင်းဆွဲခေါ်ပါတယ်အခုချိန်မှာငါ့ကိုမုန်းနေတဲ့မွတ်စလင်တွေအစ္စလာမ်တွေရှိတယ်အဲ့အရာတွေကိုမင်းတီးလို့မင်းဆွဲခေါ်နေတာဆိုတာလည်းငါသိတယ်နော်ရမင်းလုံနေတဲ့အကွက်ကရိုးတယ်ရမင်း social media မှာမင်းရဲ့ဘိုးကြီးဘာကလို့ဘာပဲဖြစ်ဖြစ်မင်းထက်ငါအုံနောက်ကြီးတယ်အပြင်မှာလည်းမင်းနဲ့ငါလည်းရှင်းပြီးစကားပြောလို့ရတယ်ကြိုက်တဲ့နီးနဲ့ကွာမင်းနဲ့ငါအုံနောက်ချင်းကိုလွှာပြီးတုံးလို့ရတယ်နားလေလားမင်းကငါ့ကိုချိန်မကြောက်နေနဲ့မင်းကငါအခုချင်းလာဖမ်းခိုင်းလိုက်လို့ရတယ်မင်းနားလေလားမင်းလုံနေရတဲ့အထဲမှာဥပဒေပေါင်းနေရလွတ်နေတဲ့ဟာကြီးမင်းအများကြီးပါတယ်ဆိုတာမင်းကိုမင်းကသိလားမင်းသိလားမသိငါမင်းကလောက်ပြရမလားငါလုံးမသာလူတိုင်းကိုအတန်းရှင်းမရှာနဲ့တော့မင်းလူရွေးတာမှားသွားပြီမင်းလူရွေးတာမှားသွားပြီစူပါမန်မင်းသဘောပေါက်လားမင်းတေးရင်တော့တေးသွားမယ်နော်ငါဒီလောက်ပဲပြောမယ်မင်းဘာကောင်လဲငါစိတ်ဝင်စားဘူးငါဘာကောင်လဲလည်းမင်းတို့မပြောဘူးထပ်ပြောဦးမယ်ငါဗီဒီယိုအခုဒီမှာတင်လိုက်တယ်နော်မင်းတို့ကြည့်ရှုနေတဲ့သူအယောက်400ရှိမယ်900ရှိမယ်300ရှိမယ်ငါရဲ့ဗီဒီယိုအကုန်လုံးမင်းတို့ဖြတ်ညက်ကတ်မင်းတို့ဖြတ်ချင်းတယ်လို့ဖြတ်မယ်မင်းတို့ဟိုခေါင်းလေးတက်ချင်းတော့တက်မယ်အဘတော့တမရာကြီးကိုဆဲနေပြီလို့တက်လဲငါမင်းတို့ဘာမှပြောလို့မရဘူးဒါက online social မင်းတို့ကြိုက်တာလုံးမှာငါမင်းတို့ဘာမှပြောလို့မရဘူးငါမင်းတို့လာကားနဲ့ခံထားတာမဟုတ်ဘူး editor ဆိုတာစောက်ယူမိစကားကိုတေချာနားထောင် editor ဆိုတာငါမှမဟုတ်ဘူးအဲစတိုင်ရှိုင်းလေးဈေးမှာ editor ဆိုတာအကုန်ရှိတယ်အဲ editor တွေကိုငါတို့ကခိုင်းနေတာမဟုတ်ဘူးတမဘောလားဟဲ့အောင်စောက်တော်တာအခုမှမင်း social ပေါ်တက်လာပြီးတော့သူတို့ငါတို့ရဲ့ဗီဒီယိုဒေါင်းမယ်သူတို့ဖြတ်မယ်သူတို့ကြိုက်တဲ့ခေါင်းစဉ်ပေးမယ်ကြိုက်တာတင်းမယ်အဲ့ဒါကိုလီတော့ငါတာဝန်ရှိရမင်းစပါးကိုငါလိုးနေလို့တာဝန်ရှိရမလားကိုမေကိုလိုးရဲ့မင်းစပါးငါလိုးနေလို့လားလို့မင်းစပါးငါတာဝန်ရှိရမလားမင်းလိုးလိုက်ရဲ့အဲ့ဆိုမင်းလုံးနေတာမျိုးသားရေးဘာသာရေးသာသနာရေးမဟုတ်ပါဘူးသူတို့ခေါင်းစဉ်တက်တာမင်းတာဝန်ယူမလားအဲ့အကုန်လုံးမင်းနဲ့အဲ့လိုကွန်တက်အတူလေးထိုးပြီးရင်းနေတဲ့ဟာတွေအကုန်လုံးမင်းတာဝန်ယူမလားကိုမေကိုလိုရဲ့မင်းလုံးနေတာကဗမာတပီလုံးစစ်ပြအောင်လုံးနေတာငါတားနေတာမင်းတို့မဖြစ်တဲ့နာမဖြစ်အောင်မင်းကအကုန်လုံးမိချိုးနေတာမင်းကိုသူမင်းရောသိလား
ကိုမေကိုလို့ခံဝင်ဆိုတာမင်းနားလေလားတစ်ချက်ပဲတိုးလိုက်မင်းသိသွားမယ်နော်မလုံချင်လို့ငါပေတော့မှလူတစ်ခါတော့ခါရအောင်မလုံဘူးအေးလို့ရဲ့မှတ်ထားဟာမင်းရဲ့ဗီဒီယိုတွေကိုလူတယောက်ကယူပြီးတော့လုပ်တယ်ဆိုအိုက်ကောင်အက်ဒီတာလို့ခေါ်တယ်အက်ဒီတာကတီးဖြတ်တာမအေးလို့ရဲ့အဲ့ဒါတောင်းယူပါမှာလေမင်းတောင်းယူမလားမင်းကငါ့ကိုပြောရလေငါဒီလိုလွှင့်လိုက်တဲ့ဗီဒီယိုတွေကိုခေါင်းစဉ်မျိုးစုံနဲ့တင်နေတဲ့အက်ဒီတာတွေကိုငါတောင်းယူရတာမင်းမစပါငါဒိုးလို့ငါတောင်းယူရမှာလားဟာကိုမေကိုလို့ပြောတာမဲလို့ဒီတော့မပြောရင်အေးစီပြောနေတာသိလားလုံးဝမမေလို့ဖုန်းလည်းမကင်ဘူးစောက်ကြောက်မင်းဘာလို့မပြောရင်လို့နားလဲလားမင်းကိုခုချက်ချင်းဆွစီလို့ရတယ်မသိလားနိုင်ငံတော်စူပူမှုနဲ့မျိုးဆွစီလို့ရတာနိုင်ငံတော်စူပူမှုသာမင်းနားလဲလားငါတို့ပြည်သူတွေငြိမ်းချမ်းသွားနေခြင်းနဲ့မင်းလို့မင်းဘာသာရေးလူမှုရေးမင်းလုံးနေတာလူမျိုးရေးကိုကလားပါပြတဲ့ညာပြတဲ့မင်းပြောနေတာကလားဘက်ကနားလို့မဟုတ်ဘူးကလားငါဖေမဟုတ်ဘူးငါတော့ဗုဒ္ဓဘာသာဒါပေမဲ့လိုလို့ဆိုကိုးခွေလို့ရတယ်မအေးလို့ရဲ့မင်းတို့စကမ်းမှုဖြဲလိုက်တာကိုကြောက်ပြီးတော့မျိုးသားရေးနဲ့တွားပေါင်းပြီးလီးလုံးနေကောင်မဟုတ်ဘူးရောင်အဘဆိုတဲ့ကောင်မင်းနားလဲလားမင်းကငါလိုကောင်လာကြီးနေဟာလားမင်းကိုမဲမ reply ရှောက်ပြန်နေတာကိုကလေးကလားငါမခံစားဘူးမင်းကမင်းရဲ့ပိုးဆောင်မှာလာမန်းတော်မင်းကုန်ခံစားနေတာစောက်ယူရဲ့မင်းကြိုက်တဲ့ကိုခေါ်လာလို့ရတယ်ဘယ်တော့မှခေါ်ကြမလို့ညီလေးမင်းကကွာမာချင်မောရွေးနေပြီမင်းတို့ပြောတော့ရဲလို့လာလို့လေမင်းတို့ကတော့ပြေးသွားလို့လိုက်တယ်ငါလုံးပါလားငါလုံးမကိုမေကိုလုံးမင်းတို့မနေ့ကအကြောင်းလေးပဲပြောလိုက်မယ်မနေ့ကအကြောင်းလေးပဲပြောလိုက်မယ်မင်းကငါစဖုန်းခေါ်တဲ့ကငါလိုက်လွင့်ထားတယ်လို့မပြောဘူးလားပြန်လာတော့ကြည့်တယ်နောက်မှပြောတာမင်းနားတော့ကြည့်လိုက်မင်းနဲ့ငါနဲ့စဖုန်းစကားပြောကြရဟဲ့ငါလိုက်လွင့်ထားတယ်နော်လို့မင်းကတားပြီးသားပြန်ကြည့်လိုက်အဲ့ဒါဗီဒီယိုပြန်ကြည့်လိုက်ပြန်ဟောမင်းကလည်းငါလွင့်ထားတဲ့ဗီဒီယိုလို့ငါလွင့်ထားတဲ့ဗီဒီယိုငါအကုန်စဆုံးသိတယ်ဟာငါလွင့်ထားတာမင်းနဲ့ငါနဲ့လောင်းမလားမင်းနဲ့ငါနဲ့မနှက်ဖြန့်ဟဲ့အောင်ငါမှန်ရန်ကုန်တက်လာပြီးမင်းကိုအသေးတက်လို့ရလားရတယ်လာချားမယ်လားမင်းအဲ့ဗီဒီယိုမင်းအခုကြည့်လိုက်ငါဖုန်းကင်ထားမယ်ဟဲ့မလာခင်ဗျာအဲ့လိုငါဖုန်းကင်ထားမယ်ခဏလေးမင်းကြီးနေလို့ငါပြောတာမင်းကငါဒီလိုခြေတင်မပြောချင်ဘူးခင်ဗျာအစီဘလောက်ထူထူဓာတ်ထိုးရင်ပေါက်တယ်ပေါက်ကြိုက်တယ်ညီလေးရောက်ငါပြောလိုက်ရှင်းရှင်းလေးခဏလေးခဏလေးငါပြောမင်းဘာကောင်မလို့ငါပြောနေတာရှင်းရှင်းလေးမင်းအဲ့ဒီ live ကိုအစားဆုံးကြည့်ပြီးပြီလားမင်းကရက်ရှိလို့မင်းကကောင်းကောင်းပြောနေတာဟဲ့မင်းဒီနေ့တနေ့ကုန်ဖုန်းမဆက်လာကြမင်းကငါစောင့်နေတာမင်းလူမပေါ်လာလေဟဲ့မင်းကငါစောင့်နေတာဟဲ့လူပါဝါစရာမလိုဘူးရှင်းလာရအောင်မင်းကြိုက်တဲ့ကိုခေါ်လာလို့ရတယ်ဘယ်ကောင်မှခေါ်စရာမလိုညီလေးမင်းကကွာမာချင်မောရွေးနေပြီမင်းတို့ပြောတော့ရဲလို့လာလို့လေမင်းတို့ကတော့ပြေးသွားလို့ဆက်လိုက်တယ်ငါလုံးပါလားငါလုံးမကိုမေကိုလုံးမင်း live ဖုန်းချထားတယ်တဲ့ညီလေးကိုကြီးကဖုန်းမရောက်ပြန်ခေါ်ဦးမှာငါ live stream လွှင့်နေတယ်မပြောရင်ဖုန်းချလိုက်အခုလိုပဲကြောက်ပြေးပြေးသွားလိုက်ဖုန်းချပလိုက်ရတယ်ထိုးကြည့်ငါဘိုက်ကပေါက်လာလို့ရှင်းတယ်နော်မင်းစောက်ရန်ပြောလို့ချိန်ပေးတာငါဘယ်တော့မှရက်မှာမဟုတ်ဘူးနော်ဒီနေ့နောက်ဆုံးလို့လည်းမပြောဘူးမနေ့ပြန်လဲငါလွင့်ရင်လွင့်မှာပဲမနေ့ပြန်မလွင့်ပြလဲတစ်ဘက်ကလွင့်ရင်လွင့်မှာပဲတစ်ဘက်ကမလွင့်ပြလဲဖနေကငါလွင့်ရင်လွင့်မှာပဲငါပြောချင်တဲ့ရင်ပြောမှာငါလွတ်လက်တဲ့ကောင်ငါအိုင်းအားတယ်လို့ငါပြောချင်တဲ့အချိန်မှာငါပြောမယ်ကွာအဲ့တော့ငါ့ကိုအစီတွေများနေလဲထိုးရင်ဝင်နေဆိုတဲ့ကောင်ငါပိုက်တဲ့ကိုအချုံတစ်ခုခုထိုးထည့်ခြင်းရင်မင်းကောင်ဆက်သွယ်ခဲ့နော်အမေကိုပြောပြီးသားရန်ကုန်လာအောင်လဲခုခေတ်စီစေးနဲ့ငါလည်းကိစ္စမရှိဘဲနဲ့မင်းကိုစောက်လာတွေးဖို့အတွက်ကိုအဲ့တော့ဘောင်းမဝင်ဘူးနော်အဲ့တော့မင်းကတိတ်တွေ့ချင်တာမလားမင်းလာခဲ့လို့လဲငါပြောလိုက်လို့ရှိရင်မင်းလာခဲ့လို့ပြောလို့ရှိရင်လဲငါမတရားကြမယ်မင်းလည်းဝေးတယ်ပြည်ဦးနေထီးရနော်ရန်ကုန်ကနေဟာနေပြီးတော့မရှိလားဘာညာမန္တလေးတော့ထုံးဖို့ဘက်ကနေဖြတ်ပြီးတော့ပြည်ဦးနေတက်လာမယ်ပြီးတော့သူ့ရဲ့နေရာတွေကိုခေါ်တယ်ကွာငါလည်းပြောမခံနိုင်ဘူးအဲ့တော့မင်းနဲ့ငါနဲ့ကြားတဲ့အလေတက်တဲ့နေရာမျိုးကိုချိန်လိုက်ပါအဲ့ဒီနေရာမျိုးကိုချိန်တဲ့အခါမှာလဲပွင့်လင်းမြင်သာစွာကြီးရှုနေတဲ့လူတွေအကုန်မြင်အောင်ချိန်ပေးပါနော်မင်းတင်မလားငါတင်မလားကြိုက်တဲ့ကောင်တင်လို့ရတယ်
နော်ချိန်ပေးပါပြီးသွားလို့ရှိရင်ငါအင်ကြီးချုပ်ပြီးလာခဲ့မယ်ဘာမှမပါဘူးဆိုတာမျိုးပြချင်လို့လက်နှစ်ဖက်ကိုဒီလိုမြောက်ပြီးလာခဲ့မှာကွာနော်လိုရရင် Osmo Pocket လေးပါယူလာပေးမယ်အကုန်လုံးမှတ်တမ်းတင်ထားလို့ရအောင်လို့ဒါမင်းတခုရရှိရကျွန်တော်ဘယ်နာရောက်နေပြီဘာလို့လဲငါခေါ်လိုက်ရင်တစ်မျိုးလုံးပြေသွားမယ်မခေါ်ဘူးဘာလို့လူစုလူဝေးဖြစ်တယ်အဲ့ဒါအုံတော့မရှိကောင်တယ်လို့တယ်လို့လူစုလူဝေးဖြစ်သွားရှင်းရခက်တယ်မင်းနဲ့ငါနဲ့နော်အလေကြားပခုတနေရမှာချိန်လိုက်နော်ငါကအဝေးထားလိုက်မင်းကအဝေးထားလိုက်မင်းနဲ့ငါနှစ်ကောင်နဲ့လမ်းလျှောက်ပြီးကောင်းမွန်ငါတွေကြည့်ဘူးတယ်မလားအဲ့လိုမလို့တွေ့ကြမှာကောင်းမွန်ငါတွေကမှမင်းအုတ်ထုံနဲ့ဘောင်းမရှိနဲ့ပါသေးတယ်ငါအင်ကြီးချုပ်ပြီးလာမှာနော်အင်ကြီးချုပ်ပြီးလာဆိုတာဘာလို့သိလားအတူတွေအရှိတွေမင်းကုတ်တီးတွေနန်းနတီးတွေဖေးတီးတွေမပါဘူးဆိုတာပြချင်တာဘောင်းမီကတော့အန်နာဝယ်ကြီးနဲ့လာရင်မကောင်းလို့ပေါ့ကွာထိုးကြည့်ငါဘိုက်ကပေါက်လာလို့ရှင်းတယ်နော်မင်းစောက်ရန်ပြောလို့ချိန်ပေးတာဒါပေမဲ့ချိန်ပေးတော့တခုရှိတော့ငါပြောသလိုမင်းအားတဲ့ရက်ကိုလည်းငါစောင့်ပေးမယ်ငါအားတဲ့ရက်ကိုလည်းမင်းစောင့်ပေးငါဘူးလာ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 အာနော်အောက်စပူတရှင်းအောင်မေ့သွားပြီပါလေမဟုတ်ပါဘူးဇမင်းသားလေးဘဒူအောက်စပူအဲလာ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 ပြစ်တချီကဘဒူကိုချက်ဘောကိုချက်စားငါတို့ပြိုးလေးမှာကတော့မှာငါသွားကြည့်မှာမင်းအဲ့ရကြီးတော့တဲ့တဲ့ကြီးမချိန်နဲ့ငါ့ကိုစောက်ချက်တော့မခွဲနဲ့နော်